အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ပိုင်း audio center ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီတစ်ခါကတော့ဒီဘက်မှာရှိတဲ့ကျွန်တော်တို့10လက်မှ2ထပ် Bluetooth ပေါက်ကိုကျွန်တော်တို့မိတ်ဆက်ပေးတာဖြစ်ပါတယ်ဒါလေးတွေကျွန်တော်တို့မြန်မာပြည်နဲ့ငွေလဲဝင်တာနဲ့ပစ္စည်းပို့ပေးပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့စိုင်ဖုန်းနံပါတ်ဒီမှာဆက်သွယ်ပြီးဝယ်ယူလို့ရပါတယ်ဒီကောင်ကဒီမှာကျွန်တော်တို့ဒီကောင်လှည့်စစ်မီနဲ့လည်းထိုးဖွင့်လို့ရမယ်ခင်ဗျာပြီးရင်မိမိရဲ့ data အတွက်ဗီဒီယိုနဲ့လည်းတိုက်ရိုက်ဖွင့်လို့ရပါမယ်ခင်ဗျာဒီမှာမိုက်လည်းနှလုံးသုံးလို့ရပါတယ်ခင်ဗျာဒီကောင်10လက်မှ2ထပ်ဒီပေါ်မှာကျူတာပါပါတယ်ခင်ဗျာဒီကောင်တွေကကျွန်တော်တို့ဒီ Fiber ပုံးနေကျွန်တော်တို့ကြိတ်သားပုံးနေမဟုတ်ပါဘူးဒါ original ကျွန်တော်တို့စောင်းပေါက်ကြီးရိုက်တဲ့ကျွန်တော်တို့နေပူခံရေဆိုခံနဲ့ဒီထပ်သားလေးနဲ့ပြုတ်လုပ်ပြီးတော့ရိုက်ထားတဲ့စောင်းပေါက်တွေဖြစ်ပါတယ်ဒါကိုကျွန်တော်အတန်လေးစမ်းသပ်ပေးပါမယ်ခင်ဗျာဒါကျွန်တော်တို့ Bluetooth နဲ့ဖွင့်ထားတာဖြစ်ပါတယ်ဒီမှာကျွန်တော်တို့ဖုန်းကြိုးနဲ့လည်းတက်ပြီးတော့ဖွင့်လို့ရပါတယ်ခင်ဗျာဒါလေးကိုကျွန်တော်ပြပေးရဖြစ်ပါတယ်ဒါမျိုးကျွန်တော်တို့10လက်မှ2ထပ် Bluetooth ပေါက်လည်းရှိပါတယ်နောက်ရိုက်ကြရင်ကျွန်တော်တို့ဘလော်လေးထပ်ရိုက်ထည့်ပေးပါဦးမယ်ကျွန်တော်တို့မိုက်လဲနှလုံးသုံးလို့ရပါတယ်ခင်ဗျာအားလုံးကျွန်တော်တို့ဒီဆိုင်ရဖုန်းနံပါတ်တွေမှာကျွန်တော်တို့ဆက်သွယ်ပြီးတော့ငွေလွှဲဝယ်လို့ရသလိုဆိုင်တို့လည်းလာရောက်ဝယ်လို့ရပါတယ်ခင်ဗျာကဲအားလုံးကျေးဇူးထိုးတင်ရှိပါတယ်